နော်ပင်ကုန်းမဲ့ channel မှာခဏနေက AI နဲ့ Mathis နဲ့ဟိုTelegram မှာ voting ခွဲထားတာပဲဘက်ကများနေလဲသွားကြည့်လိုက်အောင်မယ်ငါ AI များ AI ဘက်မှာ60ခုပဲညို Mathis ဘက်မှာ34ကနေ33ဖြစ်သွားပြီတကယ်များတဲ့ AI fan တွေလောက်သွားကြလာရပြီlet's go ပါကဲနော်အဲ့မှာ King Flash နေနေရတော့နော် Fredrin Janga မနေ့ကတော့လည်း Blood 3နဲ့ပွဲမှာတောက်လျှောက်တော့မြင်ခဲ့ရတဲ့ hero ပဲနော် Yuri နေနေရတော့ Assassin သူ့ရဲ့အပိုင်နိုင်ဆုံး hero တွေကတကောင်ဖြစ်တဲ့ Lancy Law လေးနဲ့တော့ပွဲထွက်လာရင်ပဲ Mathis Vadas နော် AI တို့ရဲ့ Riot Derby လို့ပြောချင်တော့ပြောလို့ရပါတယ်တကယ်လို့အားစင်တော့ Riot Derby ဆိုတော့ AI နဲ့ Falcon နဲ့က Classy ကိုဒါပြီပေါ့ဗျာနော်ဆိုတော့အရင်ကပြိုင်ပွဲဖြစ်ခဲ့တဲ့အသင်းတွေခုလဲလောတယ်တော့ King Flash ကိုတော့ retreat သွားတောင်းနေတယ်နော် normal black attention တောင်းတဲ့ hero တွေမှာတော်တော်လေးကောင်းတယ်ပေါ့နော်ဒါမှမဟုတ် King Flash ကတော့ retreat မပေးခဲ့ဘူး walking grass လာစားရင်တော့စားလို့ရသေးတယ်ဆိုမှတစ်ဖက်မှာ Lancelot အနေနဲ့ပဲမြန်မြန်ဆန်ဆန် retreat ပေါက်သွားခဲ့တယ် Yuri ပဲဗျာအော်မဟုတ် King Flash က retreat ပေါက်လိုက်တယ်စောသွားတာဆိုတော့ရသွားတဲ့ last hit ကတော့ Yuri အနေနဲ့ walking grass ရသွားတယ်ပေါ့နော်မစိုးဘူးဗျာ intro ကတော့ကောင်းပါတယ် nice ဟုတ်နောက်တစ်ပတ်ကတော့ကျွန်တော်နီကိုလဲမှာတော့ဘိုရဲလေးနဲ့ခရီးအေးဆေးလေးတော့စားပေးထားနေတယ်အောက်မှာလဲရှူရင်းနဲ့အားတော့ဘိန်းကြီးအောင်ငြိမ်နေဘလို့နော်မက်ဆီကတော့နည်းနည်းလေးတော့ဖျဲကျင်နေရေးအောင်လေးတော့မြင်နေရရင်လည်းလီဒါအနေနဲ့တော့အပေါ်မှာသူ1-1နဲ့ထိန်းရ pressure မရှိလို့ပဲနော်1-1ဒီဘက်ကကျွန်တော် inspire time ပဲဘာညာတော့ပြီးတော့ပြီးသွားပြီကဲအဲ့မှာတော့အပေါ်လန်းလေလန်းအောက်လန်းခြုံငုံပြီးတော့ကြည့်မယ်ဆိုတော့ P7 အလဲမှာလိမ့်နေလဲလေးကတ်ခံနေရတယ်နော်သူခရီးတက်စားမယ်လှုပ်လိုက်တိုင်းနီကိုထုလိုက်ဘိုရဲထုလိုက်နဲ့သွေးတဝက်လောက်ယော့နေနေပဲ left way လေးနဲ့ပြန်ဟီးထားတဲ့အပိုင်းလေးကတော့စိုးတာတော့မစိုးဘူးခုဆိုတော့ wine နေလဲနေနေပဲဒီဘက်မှာ leader အနေနဲ့ obsidian လေးကလည်းအပေါ်လန်းမှာတော့အငိမ့်လေးပဲထိန်းတာတော့တွေ့ရတယ်သူ Juno တက်ထုနေတာပေါ့နော် Shadow Man လေးနဲ့ကလည်း position ယူလို့ကောင်းတာဆိုတော့ scale 2လေးနဲ့အလုပ်တော့ဖြစ်တယ်ဗျာဒီလားဒီ obsidian အောက်လန်းမှာတော့ Mazio 2ကိုချောင်းနေပြီ Maziဒါမိကလောက်တယ်နော်ဘိုရဲစတန်မင်းကင်းဖလက်စတန်နဲ့ဗန်ဂျန်ခဏ dash နေမှာအားလို့อ่ะဆိုတော့ဒီဘက်မှာတော့ EHP crack ကိုတော့ခွန်မဲစားဝိုင်းနေပဲ level 4ရသွားတဲ့အနေသားတစ်ခုမှာ Yuri ဒီတတယ်လေးကိုတော့လူကျင်သေးလားအင်ဂျလာလေးလည်းဝင်ပူးပေးမယ်ဆိုတော့ Yuri ဆိုတော့ရဲရင်တော့လူလို့ရတယ်ဘရို Black ကလည်းရှေ့ကနေ initiate ပေးနေမှာဗျာဒီလေရွေးနက်ကလည်း level 4ရသွားပြီဆိုတော့လာထောက်ပေးခြင်းတော့ထောက်ပေးလို့ရတယ်ကဲ Yuri လုံးကြည့်မလားသားကြီးအားကျင်တော့ချပလိုက်လို့ရတယ်နော်ချပလိုက်လို့ရတယ်ညီကိုနော်မျက်တောင်မခဲနဲ့ Angela Hackett ဝင်ပူးပေးထားနေပဲတော့ရွေးနဲ့နောက်ပေးဝိုင်းနေမှာ Lancelot တောင်းဆိုretreat ပေါက်တော့ King Flash ပဲရဝိုင်းနေမှာ Yuri သူ့အနေနဲ့တောင်းဆိုလေးရောနော်ကျွန်တော်တို့တွေတုံးပြီးတော့ပေါက်လိုက်တယ်ဆိုပေမဲ့လည်းချိန်သားမကိုက်သွားဘူးအဲ့မှာအလဲလမ်းမှာပါ black နည်းနည်းလေးတော့ထုခံနေရတယ်မှာတော့ blue bag ကိုတော့ Yuri ပဲထပ်မှန်ပြီးတော့သုံးဆောင်သွားရင်းနဲ့ပဲနော်မှာ Mathis အနေနဲ့ကတော့ line ရဲ့ change မှာလည်းနည်းနည်းလေးတော့အမ AI တို့ဘာလို့လဲတွေ့တော့တည်ငြိမ်နေတယ်ဗျာဒီလားသားကြီးဟုတ်တယ်နောက်တစ်ကောင်လေးကအသင်းကြီးထဲမှာထုမာလားမသိဘူးတကယ်ကျွန်တော် first starter လေးရရှိထားတဲ့ Mathis ရှင်နဲ့လေးနဲ့တော့ကျွန်တော်hero game ပါညာတော့ထပ် try နာတာမျိုးတော့မရှိသေးဘူး Messi တာကြီး Messi စိတ်ကို shot တောင်ဝါရီမှာချိုးပြီးတော့သူ့အနေနဲ့ကတော့နော်လိမ့်နေတော့ကတ်တင်လုံနေနေပဲ black ကတော့ခုတိတိထထောင်းနဲ့ချက်မရသေးဘူး bro ဒီ level 4လေးကလိုတော့လိုနေပြီပေါ့နော်တကယ်လို့ battery ပိုင်းစိုင်းနေတာပဲဖြစ်ဖြစ်လိုအပ်တယ်ပေါ်နာမှာလည်း1-1နဲ့ lane လေးကိုတော့တစ်ချက်သွားပြီးတော့ကာပေးမလား Messi ရွေးနဲ့ attention တောင်းနေတော့မယ်ခုတိတိနီကိုလေးတော့တွေ့နေရတာဆိုပေမဲ့လည်း AC ပါပဲအားလို့ခွန်ဒီပါပေါက်ခံထားတယ်သွေးတော့နဲသွားပြီပဒန်းလေးလည်းရှိတယ်ဝေါ်လွဲသွားတယ်ဘိုရဲနောက်မှာ execution နဲ့ Yuri လာတယ်ဗျာအင်ဂျလာဝင်ပူးပေးတာအားလို့ finance လက် flicker မှာတော့ခွန်တလွဲရိုက်လိုက်ရင်လည်းပဲ Fabulous ကိုတော့ P7 ရယူပိုင်ဆိုင်သွားပြီဗျာဆိုတော့ data နဲ့နော် Fabulous နဲ့လဲထားတဲ့ပုံစံမျိုးလေးတော့ဖြစ်နေတယ်ပေါ့နော် AI အနေနဲ့အောက်လမ်းမှာတော့အမှန်တိုင်းပြောYuri လောက်သွားတဲ့ကွက်ကတော်တော်လာတာဒါကြီးသူစင်းနေဟုတ်တယ်နော်ကဲ Yuri ရဲ့ performance တွေကတော့ကျွန်တော်ဒီဘက်မှာတော့မြင်နေရနေပဲ PS ကတော့ဒီတိုင်းဆိုလို့ရှိရင်တော့ line ကပါတော့မထင်ဘူးเนาะ Yuri ကမင်းပလာတင်ခေါ်တာတိတ်တန့်တယ်ကဲကျွန်တော် second target လောက်တော့ထပ်တော့စောင်းအောင်မယ်နေထားပါ black နေနဲ့တော့ဒီဘက်က King Flat တို့တောက်လျှောက်ကောက်ပေးတိုင်းနဲ့ပဲဘိုရဲတို့နီကိုတို့လာပြီဆိုရင်တော့ခဏလေးတော့ပြန်ပတ်ထားမှတော့ရအောင်မယ်ဗျာเนาะကျွန်တော်တို့ Yuri က assassin တွေမှာလည်းကောင်းတယ်လို့ Yuri ဘက်မှာလည်းလိုအပ်ချက်ရှိလားဆိုတော့မေးခွန်းကိုဖြေပြရမယ်ဆိုတော့သူ့ရဲ့အကိုင်းတွေပါတယ်ဘရိုသွားကြည့်ဘရို NEC တို့ဘာလို့မှာတကောင်အကိုင်း 4 man တွေဒီကတ်ပြသွားတယ်ဗျာဒီလားတကောင်ကလူငယ်လက်တက် player လည်းဖြစ်တယ်နံပါတ်1ချက်ကပြီးရင်အဲ့လို Yuri ဘက် assassin တစ်ခုလုံးပိုင်နိုင်ဆိုဆော့နိုင်ရဲ့ player ဆိုတော့ AI ကောက်လိုက်တာလေးကတော့မှန်သွားတဲ့ decision making လေးမဖြစ်နေမလားပေါ့ management မစိုးဘူးပေါ့နော်ဆိုတော့အဲ့မှာလေ closer ၄ minute လို့နေတာတခုမှ Hero Game 1C ပဲ network ကတော့ 1.4k goal လေးနဲ့ AI ဥဆောင်နေပါတယ်တတယ်လေးတော့ချက်လို့ဆက်ကြည့်ရမယ်ဗျာဒီဘက်မှာတော့ King Flag ကိုတော့အကုန်လုံးတော့ဝိုင်းတားပြီးတာ Grog Wall လေးနဲ့ထိန်းပြီးတာဆိုတော့ King Flag တော်တော်ကြာနေပြီတက်တယ်မှာ
ကဲမှာတာတယ်လေး restart ခဏပြန်ချထားတယ်နော်4မိနစ်မှာ Hiroki 1-0ပဲနောက်မှခွန်အနေနဲ့ပြေးဝင်သွားမလား Lancelot Toss တို့ပိုင်းခွန်မဲ့သွားပြီ execution ထိုး Angela လေးကလည်းပါသေးတယ် Tectonic Charges ကတော့အရင်ကြီးတော့မလာအောင်ဆိုမဲ့ King Flash တေဖို့လုံလောက်ပါတယ်နောက်မှဘိုရဲတကောင်ပေါ့ Obsidian လိုက်တော့ပြစ်ထိုင်းနေမယ်1-1 4ပေါ်တက်သွားပြီမဲ့ Mazzi ကိုပြစ်ဖို့ကတော့လွယ်မှာမဟုတ်ဘူးဆိုတော့အဲ့မှာတာတယ်လေးတော့ ACC ယူလို့ရသွားပြီ King နှစ်ကောင်ရလိုက်တယ်ဒါတော့တိုက် Black ရဲ့ Tectonic Charges လှလို့ရှင်တော့ပို့ပြီးတော့မိုက်ဝါးနိုင်တယ်ဗတဲ့က AI ဆော့တာကြီးရတာဟုတ်တယ်နော်ကဲနောက်3000ခွင့်ပြုပေးထားရရင်လည်းမိုက်အိုးနီကိုရောမနော်အီယူရာလေးရှိလို့ အေး PS ခုံလုံနေပြီဗျာ နော်ဟိုကောင်လေးနော်ထိုင်တာ ဘလန် PS ခုံလုံနေပြီလို့ဘလန်ဒီပုံစံတိုင်းဆိုရင်ဟုတ်တယ်နော်ယူမီကတော်တော်ကြီးကိုကောင်းတာ bro နော် AI မှာလည်း performance တွေကတောက်လျှောက်တွေပြပေးနေနေပဲနာရုကီဝင်လာတော့ကတော့ဒီလောက် performance မပြဘူး bro နော်ဒီဘက်ယူရီကအသစ်ဆိုရင်ပြအေးမှန်တော့မှန်နေသားကဲမှာတော့ပေါ်လမ်းမှာတော့လန်စီလောနော်ကျွန်တော်တို့ goal crack တွေပါလာချိန်ထိုင်းနေမှာတော့ဂျူနိုရဲ့ lane လေးကို pressure စပေးဖို့တော့လုပ်နေတယ် level 10 level 7 3စင်းတော့ဖြတ်ထားနိုင်တဲ့နေသားတစ်ခုတော့တွေ့ရတယ်ဗျာနော်ဂျန်ဂလာတကောင်အနေနဲ့တော့နောက်ဝက်4000နဲ့အသာစီးနံပါတ်1မှာထိတ်ဆုံးတော့ရက်တီနေနဲ့နောက်မှာ Mazzi attention light down နေတယ်ဗျာနောက်မှာဘိုရဲကိုတော့ mighty swing တွေပိုင်းနဲ့ black land တော့စထိုင်းနေဗျာနောက်မှာ king flat jungle လေးတော့ retreat ပေါက်စားထားပါတယ်တတယ်လေးလည်းလိုနေသေးတာဆိုတော့ AC လေးပဲပွဲလေးတော့နည်းနည်းလေးပြန်ငြိမ်သွားပြီညီကိုတို့Okay ပေါ်လန်ကတော့တာဝါယူအတွက်မက်ဆီစပေးတော့တောင်းမင်းနေနေပဲပေါ်လန်တာဝါရဖို့တော့များသွားပြီဒီတိုင်းဆိုအေးဟုတ်တယ်နော် objective မှာဆိုလို့ရှိရင်ဒီဘက်မှာတာတယ်လေးလည်းရတာလို့ first tower နှလုံးအပေါ်နဲ့အောက်မှာတော့ထိတ်ရတာနဲ့တော့ဒါ6မိနစ်ကိုနောက်4000ဟိအောင်ကြီးအေးဟုတ်လိုက်လားကဲဆိုတော့အဲ့မှာတော့နော်Obsidian ပေါ်လန်တာဝါယူပေးတယ်ဒီဘက်မှာ black ချုံနေစစ်တယ် Mazzi ခနာကိုရီပိုင်းနဲ့တော့တင်မှာ initiate ပေးလို့ရတယ်တော့ UA နဲ့ကြီးကအောင်လည်းမှာတော့ Lancy Long နဲ့ဟိုကနေပြဿနာတက်နေတယ် King Flash လည်းပိုင်းနေပြီညီကိုယူရီကထားမထားဆိုတော့ဒီဘက်မှာ Alida အနေနဲ့ Hash Claw တော့ကပဲထပ်ထွက်သွားနေတယ်ပဲ AI 6မိနစ်ကိုနောက်က9000တာနေရရအောင်များတယ်သားတို့ရတယ် Okay ကဲနောက်ဆုံးတက်တယ်ချအောင်မလားကဲအဲ့မှာတော့အောင်လမ်းမှာတော့တာတယ်လေးကတော့နောက်ဆုံးတာတယ်လေးထွက်ပြီပေါ့နော်ဒါဗလန်ပြောသလိုပါပဲအဲ့လိုမျိုးဒီ AI အနေနဲ့ကတော့ခုတိတိတော့အမားမလုပ်သေးတဲ့အနေအထားတစ်ခုမှာဘယ်အချိန်မှာစမားမလဲဆိုတာလေးရင်တော့ခုံရတယ်ပေါ့နော်ဒါပေမဲ့ဒီလိုမျိုးလေးထင်းဆောင်ဝိုင်းတော့ဗလန်ငါကတော့ပွဲလွယ်ဝိုင်းလို့ထင်တာပဲဟုတ်တယ်ရိုင်းဆိုရင်တော့ပြီးသွားပါပြီရအဲ့လိုမျိုးတင်မှာအရင်ကြီးမမားတော့ပဲထင်းဆောင်ဝိုင်းတော့လွယ်ဝါးတော့တယ်တကယ်လို့သူတို့ခက်ဆော့နေတယ်ဆိုရင်တော့ဝင်ပြီးတော့အဲ့လိုမျိုးတင်မှာဟိုတိုင်းချပြီးတော့မောက်ဝိုင်းလေရတာတော့ရတယ်ပေါ့နော်ဒါပေမဲ့သူတို့အနေနဲ့အဲ့လိုမျိုးတော့လုပ်တော့မှာမဟုတ်ဘူးဂျိုရီရဲ့ Lancelot လေးကလည်းတော်တော်လေး land နေတယ်မှာ dash တွေ sing execution retribution power နဲ့မှာတော့ sing toss roll sing နောက်မှာတော့ brand fake credit ကြောင့် Yori မောက်ဝိုင်းနေပဲပြောလို့မှမဆုံးသေးနော်ဆုံးလို့မှမပြောသေး Yori ကျွန်တော်အရင်များသွားပြီဒါအရင်များသွားပြီဒါအဲ့ဒါရစီမကျူးနေအောင်ကဲ PH7 flicker တွေပေးထားရရင်လည်းပဲပုံမှန်ပါပဲနောက်ကတော့9000လောက်တာနေရဆိုပေမဲ့လေအဲ့လိုတော့သွားလုံးလို့တော့ရအောင်မှာမဟုတ်ဘူးနော်ကဲခုနမှာငါစကားပြောနေတယ်နော်စီမကျူးနေအောင်နော်ဟိုကျွန်တော်တို့ဒီတိုင်းပုံစံတိုင်းလေးမားမလို့ပဲနဲ့ရတယ်လို့နော်ဒါပေမဲ့အဲ့လိုမျိုးစင်မှာခက်ခဲဆော့ကျင်တယ်ဆိုတော့ဝုန်းတိုင်းဝင်သွားလို့ရတယ်ကဲ Tectonic Charges လွဲသွားပြီနောက်မှ Mazzi Angela ဝင်ပူးပေးလို့ရတယ်ပူးပေးလိုက်တယ်ဗျာ Okay ဆိုတော့ကူတော့လည်းအရင်မကြောက်ဆိုတော့တိတ်တော့ကိစ္စမရှိဘူးပေါ့နော်ခုနကလိုမျိုးဝုန်းတိုင်းကြီးတွေပြေးဝင်ပြီးတော့အလားတူအမားမျိုးတွေလှုပ်လို့မရအလီတာကျွန်တော်တို့တွေဟန်တော့ဘုံချုပ်တော့ချုပ်မပြစ်သေးဘူးဗျာခုတိတိအလီတာဟန်တော့ဘုံချုပ်ပြတာမတွေ့ရသေးဘူးအဲ့ဒါ fan နေတော့မယ်သူ stat စုနေရလည်းဖြစ်နိုင်ပါတယ်မှန်တယ်ပေါ်လမ်းမှာတော့ second တော့လုံးပါအလီတာနော်သူ lane လေးကတော့တော်တော်လေးတော့တောင်းချေပေးနေတာတော့တွေ့နေရနေပဲရမှာယိုရီပျော်လို့ရတယ်တကယ်လို့ယိုရီကျိုးဝိုင်းတော့မှပဲအလီတာရဲ့နော်ဂုတ်ပိုးကြီးရှိသေးတယ်ဆိုတော့သူထမ်းပြီးလို့တော့ရတယ်ထမ်းပြီးအောင်ပါကဲဟီရိုကေးလေးကတော့1-3ပါညီကိုနော်ဘယ်ဟီရိုကေးလေးပြောပေးဦးမလဲဟီရိုကေးလေးဟီရိုကေးက3-1ပါနော်ညာမန်ယူနဲ့ Brentford တွေပါဖြစ်သွားရင်းနဲ့ပဲ Chelsea နဲ့ Brighton လိုမျိုးလေးမြန်ဖြစ်နေမလားဒါကြောင့် Brentford နဲ့ Man U တွေတော့ဖြစ်ကုန်ပြီ Hero Game တွေကတော့ကဲဘယ်လိုလုပ်မလို့တော့ကျွန်တော် Chelsea နဲ့ Brighton ပါညီကိုနော်မာပြောမိတာနေမှာပါဗလန်ကဲဆိုတော့အဲ့မှာတော့နော်6မိနစ် Hero Game 1-3ပဲပေါ်လမ်းမှာတော့ Lolly ကတော့10 second လိုနေသေးတဲ့အနေအထားတစ်ခုမှာနောက် 5.8 goal နဲ့ AI ဥဆောင်နေတော့မယ်ခုနကတော့ Yori တကောင်နဲ့မောက်သွားတဲ့အပိုင်းလေးကတော့ဘာမှတော့အရင်ကြီးတော့ပြောင်းလဲသွားတာမျိုးမရှိဘူးဆိုတော့လောလို့ဒီချင်းတော့လောလို့ရတယ်ပေါ့နော် Black ရဲ့ Tectonic Charger နဲ့ King Flash ကိုဖျက်တိုက်ပြီးလူပေါက်မယ်ဆိုလဲရတယ်လို့ဒီတိုင်းစီးထားပြီးတော့ pressure ပေးမယ်ဆိုရင်လည်းရတယ်နော် Mazzi က King Flash ကိုလိုက်ပြီးတော့သွေးလျှော့နေပြီ Ionic add တွေနဲ့လော်လေးတော့စိတ်ရှည်တယ်ဗျာနော် retreat လူပေါက်တဲ့ land တွေတော့မရွေးသေးဘူးနော် King Flash ကိုပဲအရင်ပြီးတော့တတ်လိုက်မလားအမှန်တိုင်းပြောရင်တော့ရဲရင်တော့လှုပ်လို့ရတယ် AI နည်းနည်းလေး risk များလို့နဲ့တူပါတယ်မလှုပ်တာ
Obsidian ပြတယ်အော်လမ်းမှာ brand fake crack နဲ့ P7 ကိုဝင်ပြီးတော့နော်ကျွန်တော်တို့ pressure ပေးအဟန့်တော့ဘုံချုပ်ထားတယ်ခွန်းနောက်မှာဘလင်းခုံလို့မရဘူးခုံလို့ရတော့လေအသက်ပါသွားရင်းနဲ့ပဲအင်ဂျလာနေနဲ့လေဟက်ကလေးဝင်ပူပေးစင်းဂျူနိုဝင်ပိုင်တောင်းဆိုတော့လွဲသွားပြီနောက်မှလေ1-1လေးပေါ်တက်သွားတဲ့အခိုင်ထဲမှာယိုရီနည်းနည်းလေးတော့စိတ်လျှော့ထားရမယ်ပေါ်လန်းလော်လေးပြေးလောက်လိုက်မှာလော်လေးပြေးလောက်လိုက်မှာညီကိုတို့လော်လေးကလုံးစင်သွားပြီနော်ဒီချိန်မှာ king flat လည်းမရှိတော့ဘူးနော်ဒီချိန်မှမလုံးရင်တော့ဘယ်ချိန်မှလုံးစရာမရှိတော့နေထားကဲကျွန်တော် P7 ကိုလည်းတကွက်ပြောပြမယ်နော် P7 ဒီကောင် flicker ခုံပြီးရှောင်းသွားတော်တော်မှန်သွားလို့မဟုတ်ရင်တိုင်းအဲ့နေရာ P7 တေဝိုင်းလောဘတ်တယ်4ယောက်5ယောက်ချရမှာသူတို့ P7 ကိုပြီးလုံးကြတယ် P7 flicker ခုံသွားတာတော်တော်မြင်တယ်ကျွန်တော်မြင်လိုက်တယ်နော် response လေးကတော်တော်ကောင်းတယ် P7 nice နော်သူလဲဒါကျွန်တော်တို့ဝေဖန်မှုတွေများသွားတယ်အမှဒီအသင်းကိုတော့သူပေးဆက်နေဆိုတဲ့အကြောင်းလေးတော့ပြသထားတယ် AI လေလန် fast tower နော်မလေး obsidian shadow mail လေးနဲ့ပြန်ပြီးတော့ position ယူလိုက်နော်မနီတယ်လေးလမ်းပြစ်လိုက်နေတော့စော်ကစားနေနေပဲသူဟန်တော့ဘုံကလေခုနကတော့တစ်ခေါက်ပြသွားတာခွန်ပေါ်မှာတက်ရောက်မှုရှိသွားတယ်ဆိုတာလေးတော့တွေ့လိုက်ရတယ်ဗောနော်ဟန်တော့ဘုံချုပ်လိုက်လို့ရှိရင် dash လဲသုံးလို့မရတော့ van ကြီးလည်းပိတ်သွားတာဆိုတော့ flicker လဲနောက်ဆုံးတော့ခုံလိုက်တယ်ဆိုမှအသက်ပါသွားတယ်ဗောနော်တွေးလာတယ်ဒီကစက်ကလေလဲမှာတတိုင်းလောက်ပဲကျန်တော့နေနေသားမှာတော့ပေါ်လန်တက်လာမဲ့လော်လေးနဲ့တူပဲ AI နေတော့ mega တွေဘာတွေ try ကြည့်အောင်မလားကျော်12မိနစ်ကလည်းမပြေသေးတဲ့နေသားမှာတော့ mega shield လေးတွေကတော့ကျန်တော့ကျန်နေတော့ပဲဗျလေကင်းလူးနိုးနဲ့ဒါကြီး1-1တော့ရှိမယ်ဒါကြီးယုံလို့ရလားဟုတ်တယ်နော်ယုံလို့တော့ရသေးတယ်ဆိုပေမဲ့နည်းနည်းလေးတော့ခတ်သွားပြီလို့ပဲပြောရမှာအတင်းရတယ်တော်တော်နဲ့8000တက်သွားပြီဒီနော်လေကင်းလို့ဘာလို့ကလည်းသိတယ်မလားယုံကြည်လို့ရတဲ့အထက်မှာပါတယ်လူးနိုးဆိုရင် Ruby DD play ပြလို့ရတယ်အဲ့မှာတော့ Yori Outland လိန်ရှင်းထားတဲ့ပေါ်လမ်းမှာပြေးရတဲ့နေတာတခုမှာ Mega Shi ပေါက်သွားတယ် Mega ကတော့မရောက်အော် Juno Yori Solo ကြီးဝင်တပ်ဖို့လောက်တာရောင်းကြီးနောက်မှာ Magic Damage လေးသာပိုင်သေနေပြီဆိုတော့ဒီဘက်မှာလည်းအလယ်လမ်းတော့ Mega Shi ပါညာပွင့်ဝိုင်းနေပါ Cree လေးတစ်ကောင်တော့ဝင်နေသေးတယ်ဒါမှလည်းအပေါ်လမ်းမှာပဲ Cree ကိုဝင်လာတဲ့နေတာတခုစောင့်ပြီးတော့ Mega Land ယူမဲ့နေတာတခုမှာ War Titanic Charger 3 man Lancelot Execution နောက် King Flash ဂျာညံနေမယ်လည်း AI အနေနဲ့ဆက်မတက်တော့လား Lancelot အင်ဂျလာဝင်ပူးပေးထားဆိုစင်းနေတော့မယ်ဒီဘက်မှာဘိုးရဲတကောင် fake crack ကိုပါရှောင်ပြဝိုင်းနေပြီ Yori အကောင်ဆုံးပိုင်းပြဝိုင်းနေတာတခုမှာ Hero Gate တကောင်ရထားနေပဲ Creo လေးမြန်ဆန်ရှင်းပြီးတော့ Mega လေး pressure ပေးရမယ့်လုပ်ငန်းလေးကလည်းစောင့်အောင်ပဲဗျာ AI ခုတိတိတော့အမားမတွေ့ရသေးဘူးနော်တောင်းမှာမပြီးသေးဘူးတောင်းကဲဆိုတော့အဲ့မှာတော့နော်အပေါ်လန်းလေလန်းအောက်လန်းလိန်3လိန်လုံးအဲ့မှာပြောနေတဲ့ final slot ကြားမှာ Magic Flicker ချက်ချင်းခုံတော့ဝိုင်းနေပဲ response လေးတော်တော်လေးမြန်တယ်လို့ပြောလို့ရတယ်ပေါ်လန်းမှာလည်းတော့မှာ leader ပြစ်ချက်နေနေ Mega Land ဆရာဝိုင်းနေတော့မှာ King Flash သွေးတဝက်တော့မှာ Lancelot Angela တွဲလုံးလေးနဲ့ဝင်တော့ပိုင်းနေတော့ execution ထိုးပြီးတော့ King Flash ရင်ဝတ်တဲ့တယ်တော့ side ဝိုင်းနေပဲ Hero Kid တကောင်ထက်ရထိုင်းနေပဲကျွန်တော်တို့ရဲ့အလေလန်း Mega တလန်းကိုမထပ်ပြီးတော့ pressure ပေးကြသေးလားလော်ပဲဆောင်မလားလုံးချင်လို့ရသေးတယ်တက်ချင်တက်လို့ရသေးတယ်เนาะကျွန်တော်တောက်လျှောက်ပဲမနာတော့ဘူး AI နေနဲ့ကဲဆိုတော့အဲ့မှာတော့အလေလန်းမှာတော့တောက်လျှောက်တွေအလီဒါ Shadow Man လေး3လိုက်အဲ့မှာ Titanic Charger 2 man လေးကိုတစ်ချက်ကြည့်နောက်မှာ Nico Emu လေးတော့ရှိနေသေးတယ်ဆိုတော့အရင်တော့မလုပ်သေးဘူးအပေါ်လန်းမှာလည်း low လေးက second 30လောက်ဆိုတော့စိတ်လေးရှည်ပြီးတော့ low လေးစောင့်မယ်ဆိုရင်လည်း AI တော့ကတော့အဆင်ပြေပါတယ်ကဲเนาะ AI နေနဲ့တော့ဟုတ်တယ်ဗျာเนาะဘာဖြစ် first law နဲ့ Mega Land ဆိုတော့လေကျင်တဲ့ချိန်တော့ကျင်ပလိုက်လို့တော့ရတယ်ဒါပေမဲ့ second law တော့ second 20လောက်တော့လိုအပ်နေနေပဲ Mike the scene နေနဲ့တော့ဒီလော်လေးတော့လာ try တင်တယ်လို့တော့မြင်တယ်ဒါပေမဲ့အရင်ရောလွယ်မနေတဲ့အနေထားမှာဂျူနိုလေးနဲ့ပေါင်းချဖို့တော့လိုလာပြီဘို့ဂျူနိုပဲတမ်းမပေးလို့ရနေတာတခုမှနောက်က1000ဆိုတော့เนาะ AI တော်တော်တာသွားပြီလို့ပြောလို့ရတယ်Yori ဘလန်တို့ဒါကန်တို့ပြောတာကြီးတော်တော်ကြီးမှန်တယ်เนาะ PS နဲ့အထက်တောင်မှပဲ line က flexible ဖြစ်နေတယ် PS မကောင်းဘူးတော့ကောင်းတယ် PS ကလည်းဒါ former player ပဲဒါပေမဲ့ Yori ဝင်လာတာဒီလောက်ထိသားကြမယ်လို့မထင်ဘူးပထမတော်တော်ကောင်းတာပဲဆိုတော့ယိုဒီနဲ့ပူကောင်းနေလို့ခံစားနေရနာခဲထွန်းတောက်လာမယ်ကြယ်မွေလေးမြဖြစ်နေမလားကဲဆိုရင်မတော့လော်လေးတော့ဒီဘက်မှာ Yori စတော့လုံးမလား execution နဲ့ King Flash စီတော့ပြေးဝိုင်းနေမတော့လော်မလို့ဘူး hand တော့ဘုံပြစ်ထားနေမတော့ခွန်နေနဲ့ hand တော့ဘုံချိတ်ခံလိုက်နေသူတေသွားပြီအဲ့မှာတော့ King Flash operator ဝက်မထွက်ဘူး double game ထပ်ပေးထားနေမတော့ Yori နော်နာမည်လေးကိုမှတ်ထားပြီတကယ်ကောင်းတဲ့ player ပါဆိုတော့အဲ့မှာလေခုလောဆိုတော့အလေလမ်းမှာပါနောက်တစ် Cree အုပ်ရှင်းပြီးတော့ Mega Land ထက်ယူခြင်းလဲယူလော်ပဲပြေးလို့ရတော့ရတယ်အဲ့မှာလည်းပြောနေ respect လေးနည်းနည်းပေးလိုက်မှာဒါကြီးလော်လေးယူပြီးတော့တက်တာလေးကတော့ပိုကောင်းတယ်ပေါ့နော်ဆိုတော့အဲ့မှာအလေလမ်းမှာတော့အလီဒါလေးပဲလိန်ချိုးဝိုင်းနေမှာတော့ Mazzy နေနဲ့1-1လေးပေါ်တက်သွားနေမှာတော့ Angela oh win the crown ခဲထားသေးတယ် Luno Emu Mazzy နေနဲ့မသေးသေးဘူး1-1လေးပေါ်တက်သွားနေမှာပြတ်သွားတယ်ဟာနောက်မှာအလီဒါ win နေချပါဖွင့်လိုက်မှာ Shadow Man လေးနဲ့ပြေးဝိုင်းနေမှာတော့ Fake Crack or Titanic Charger 2 man နဲ့ counter attack ပြန်လုပ်ပေးထားနေမှာ Black save that game ပါဆိုတော့ save that leader ပါနော် leader တော့ကိုစမ်းမလိုက်ဖို့တော့ဟန့်ပေးထားပါတယ်ဆိုတော့ outland ကနေတော့
မေဂါတန်သူတို့ထပ်မယူလိုက်ဘူးအလဲလမ်းမှာနည်းနည်းလေးပြေးချတဲ့အနေထားတစ်ခုမှာမက်ဆီလေးတော့ပေးလိုက်တယ်နော်မက်ဆီအနေနဲ့လည်း မက်ဆီကမခုံနေသိကြတာနော်မက်ဆီဖလစ်ကခုံရင်တော့ ကိုလဲတာတွေးနေတယ်ဘာလို့ဖလစ်ကမခုံတာလဲပေါ့မပြတ်တော့ဘူးထင်လို့များလား ကဲလောတော့အလေကဒါမှာဆိုတော့လေမက်ဆီပြန်ထွက်မှာပါညာနဲ့အစင်တော့ပြေပါတယ်သူဖလစ်ကမသုံးလိုက်တော့လေဒီလောနဲ့မှာတော့ဖလစ်ကာလေးနဲ့တော့တက်ခွင့်တော့ရမယ်ပေါ့နော် တိုင်ဝမ်အဲ့1-1လိတ်ကင်းကိုတော့ respect နည်းနည်းထားရမှာနော်တိုင်ဟိုကဂျူနိုကတခါမှမတည်သေးဘူးမင်းခုနကမက်ဆီမပြောက်ဘူးနဲ့ပြောက်သွားတာ ပြက်မှာနော်1-1 Lunas ကတော့လေကင်းကတော့နည်းနည်းလေးပြစ်အားတော့ကောင်းတယ် မင်းနဲ့ဒါတို့ ဆက်တက်လို့တော့မရဘူး ကဲအဲ့မှာတော့အလဲလမ်းမှာတော့လော်လေးကတော့ပြီးွားမဲ့အနေထားပဲအောင်လမ်းမှာတော့နီကိုနီတယ်ပြစ်လိုက်တာသွေးတဝက်ရော်ဝိုင်းတော့လန်စလော့ခရီတော့ဆင်းနေပြီးတော့ဂျူနိုနာပြေးကန် energy eruption တော့မထန်တော့နေ charges king flat စားတိုင်းမှာ execution ဂျူနိုပိုင်းခံလိုက်မသွေးလေးတော့နည်းနည်းလေးတော့ကြံနေတယ်မှာဘိုရဲတကောင်တော့ဒဲတွေဝင်ပြီးအားလုံး final slot ကိုပါအကောင်းဆုံးပဲအလီတာထိန်းချုပ်ကစားထားရနေပဲတစ်ဖက်မှာ9ကောင် stay light fight with the fight ထပ်ချလို့ရနေသေးတယ် blank နေတော့ထန်တော့နေ charges မရှိတော့ energy eruption upright တော့ကြမှာ king flat အကောင်းဆုံးတော့အမာခံခဲ့ဆိုမှနောက်ဆုံးတန်းပြောက်သွားသေးတယ် yuri ဝင်ကောက်ပေးသွားလား no အလီတာ damage နဲ့ရောက်သွားတော့ 4 with the fight ထပ်ချမယ်နေတော့တခုမှလည်းတစ်ဖက်မှာနီးတယ်ထပ်ပြထားနေမှာမစင်းယိုရီအင်ဂျလာဝင်ပူးပေးထားနေမှာလောက်ကွာတွေပြနေတော့မယ်ယိုရီမသေးသေးဘူးတောဆိုတော့ပိုင်းဝိုင်းနေမှာဂျူလိုကြီးတန်းပြောက်သွားပြီနော်မဘိုရဲမရှိတော့ခရစ်စတန်သုံးဦးလေးပြေးရရင်တော့နိုင်နေပြီအလီတာတော့ပြန်သေးသွားတယ်နော်မလေးယိုရီမသေးပါဘူးအဲ့မှာ၄ကောင်လုံးအသက်ရှင်နေရပဲ၄ကောင်သေးသွားတယ်တစ်ဖက်ကခွန်ပါရှောင်းရမယ်ဆိုတော့၅ကောင်လုံးထင်းဝိုင်းအောင်နေတူလူငယ်လက်တက်ပလီယာယိုရီရဲ့ performance တွေကိုအပြည့်အဝခံစားနိုင်ရတဲ့ပွဲ